ရှိပြီး strong ဖြစ်တဲ့မျက်နှာပိုင်ရှင်တွေအတွက်လိုက်ဖက်တဲ့ makeup look နဲ့အားသာချက်တွေကိုဘယ်လိုပေါ်လွင်အောင်ပြင်ရမလဲဆိုတာကိုပြောပြပေးပါမယ်။မြန်မာနိုင်ငံမှာဆိုရင် rectangle face shape က oval shape, round shape တို့နဲ့ရှိရင်နဲတယ်လို့ဆိုလို့ရပါတယ်။တင်ကမျက်နှာရှိပြီးမေယိုတောင်းကြတယ်ဆိုရင်ထူးခြားတဲ့မျက်နှာပိုင်ရှင်ပါ။တင်ရဲ့ထူးခြားတဲ့ face beauty ကိုဘယ်လို makeup look နဲ့လိုက်ဖက်လဲဆိုတာကိုပြောပြပေးပါမယ်။တင်ရဲ့မျက်နှာက strong ဖြစ်ပြီးမေယိုအလှတဲ့ရှိတာကြောင့် control တေချာသုံးပြီး shape ဖြစ်စေတဲ့ makeup look တွေနဲ့လိုက်ဖက်ပါတယ်။ daily ပြင်ဖို့အတွက် makeup tip ကိုပြောပြပေးပါမယ်။ rectangle face shape ကမျက်နှာရှိပြီးတောင်းချိုးတွေလည်းရှိတဲ့အတွက် eyeshadow ပါနီ lip color ကိုတရောင်တည်းသုံးစီချင်ပါတယ်။ဘာလို့လဲဆိုတော့ဒါကမျက်နှာရဲ့အချိုးအစားကိုဟန်ချက်ညီပြီးတော့ပြည့်ပြည့်တဲ့ပုံစံမျိုးကိုဖြစ်စေပါတယ်။မျက်ခုံးမွေးကိုအပြောင်းဆွဲတာမျိုးမဟုတ်ဘဲနဲ့အနည်းငယ်ကွေးပြီးတော့ဆွဲပေးပါဒါက daily makeup look ပြင်ဖို့အတွက်ဖြစ်ပါတယ်။ကျွန်မ rectangle face ကိုပိုင်ဆိုင်ထားတဲ့သူတွေကိုပြောပြချင်ပါတယ်။ကိုယ့်ရဲ့မျက်နှာအချိုးအစားက strong ဖြစ်တဲ့ပုံစံဖြစ်တဲ့အတွက် oval shape, round shape တွေပြင်တဲ့ makeup look တွေနဲ့မလိုက်ဖက်ပါဘူး။ကိုယ့်ရဲ့ signature ဖြစ်တဲ့ makeup look ကရှိပြီးသားပါ။ကျမက oval shape ပါ။ဒီတော့ကကျမလည်း rectangle face သမားတွေပြင်တဲ့ makeup look ကိုပြင်ဖူးပါတယ်။မျက်နှာကတက်တက် makeup look ကတက်တက်ဖြစ်နေပါတယ်။ shade အကြောင်းတွေဒီတော့ကျမတို့နဲ့လိုက်ဖက်တဲ့ makeup look ဆိုတာကတက်တက်ရှိပြီးသားဆိုတာကိုကျမသိလိုက်ရတယ်။အဲ့အတွက်ကျမလိုပဲတခြားလူတွေကိုလည်းသိစေချင်တဲ့အတွက်ပြောပြရခြင်းဖြစ်ပါတယ်။အဓိကကျမပြောချင်တာကတော့ကိုယ့်ရဲ့မျက်နှာအချိုးအစားကိုတေချာတီးမှ makeup look ရွေးချယ်မှု makeup ကိုယ့်ဘာသာကိုပြင်ဆင်မှုရောရွေးချယ်မှုကိုမှန်ကန်မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမကတော့တဲဆူဝင်း The Artist က makeup artist တဲဆူဝင်းဖြစ်ပါတယ်